Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ flash D 6 kW ပဲလေတွဲတဲ့ချိန်မှာကျုံရတဲ့ AR လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးကတော့အစင်ကြတဲ့ပေါ့နော် current share ကျိုးထည့်တယ် PM ပဲလေကျိုးထည့်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီဟာလေးကကျုံရတော့မယ်ကျွန်တော်စက်တင်ဘာလဲ PAN နဲ့ရွေးတယ်ဒါပေမဲ့ဘာလေးဖြစ်နေလဲဆိုတော့သူ့မှာကျွန်တော် RJ45တိုင်မီနေငုတ်လေးနှငုတ်ပါတယ်ပေါ့နော်အဲ့ဒီဟာလေးရဲ့ကြံခဲ့ရမျိုးဖြစ်ပါတယ်ဘယ်နေရာမှာလဲဆိုတော့အခုကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးမှာသူ့ရဲ့ဘယ်ဘက်တစ်ခုညာဘက်တစ်ခုအင်ဗာတာရဲ့တစ်လုံးချင်းစီမှာတက်ပေးရပါမယ်အဲ့ဒီဟာလေးကြံခဲ့တော့ကျွန်တော်တို့ error 80ဆိုပြီးတော့ပေါ်နေတယ်ပေါ့နော်အဲ့ဒီဟာလေးကကျွန်တော်တို့ဒီအကြမ်းမြတ်ဖြင့်ကျွန်တော်အခုတွေ့ရသလောက်ဆိုရင် flash D 6 kW မှာပဲ external အနေနဲ့ထပ်ထည့်ပေးရတဲ့အရာလေးပေါ့နော်ဒါလေးကတော့ကျွန်တော်ကဖြစ်လို့မလို့ရှင်းပြပေးရတာပဲဖြစ်ပါတယ်ဗျာအားလုံးပဲ like and follow လေးလုပ်ပေးသွားကြပါအောင်နော်ကျေးဇူးတင်ပါတယ်